တယောက်တည်းရုန်းကန်နေရင်းနဲ့ဟိုကလည်းအလင်းမီဒီယာလည်းအလင်းမမီအဲ့ဒါနဲ့နိုင်24နာရီကိုချိန်ဖို့တောင်းရင်သူ့ကိုဝိုင်းဆဲကြမှာတချို့တွေကရောက်နားကျင်ကြတယ်သူလည်းနားကျင်တယ်ဒါပေမဲ့မနားနိုင်အချိန်ကမလောက်ဘူးဖြစ်နေတော့ဒီအဲ့တော့သူနာဖျားလို့နာလို့မဖြစ်ဘူးပတ်စံရှာရအောင်မယ်ဆိုတဲ့အတွေးလေးနဲ့သူ့ကိုသူဆွဲထုပြီးတော့ပြန်ထရအဲ့လိုဆွဲထုထားရင်းနဲ့ကျောင်းဖွင့်ကန်ဒီကြတော့အိမ်လာကားတွေရောရေဖို့မိဖို့အဲ့ဒါတွေအတွေးတွေဝင်လာတယ်အိမ်ကိုပြန်တဲ့အခါမှာဒေသအတွက်လေးတွေစားကောင်းတဲ့အရာလေးတွေရှိတော့လဲဝယ်ယူပြီးတော့အိမ်ကမိသားစုစားနေတယ်လို့မနိုင်တနိုင်နဲ့တည်ပြီးတော့ပြင်မန်းလဲယူပြန်ရှာတယ်ဝယ်ပြီးပြန်ရှာတယ်ပေါ့နော်အိမ်ကလူတွေစားစေချင်တယ်အဲ့လိုတည်ပြီးပြန်တဲ့အခါအိမ်ရောက်တဲ့အခါကျတော့အာဘာတရနှစ်ချိုက်ခါစားကြပြန်လေတော့ဝမ်းသာပီတိနဲ့အမောတွေပြေရပြန်တယ်သူဝယ်သွားတဲ့ဟာတော့အိမ်ကကြိုက်တယ်ဆိုတော့သူမှအမောပြေသွားတယ်ငါအတွက်မဟုတ်ခဲ့ပါလားဒါတော့တချို့ဟာလေးကတော့ငါတွေးပြီးတော့ချက်ရေးလိုက်တဲ့ဟာပေါ့အိုးအလိုအိမ်ကလူသားများအလိုက်သိနားလှည့်မှုလေးများရှိခဲ့တယ်ငါဟာအားအင်အပြည့်နဲ့ရုံးနိုင်မဲ့လူသားပါအဲ့ဒါတွေးနေပေါ့နော်အဲ့ဒီရုံးကန်လှုပ်ရှားနေတဲ့သူ့ရဲ့အတွေးတဲ့သူ့ရဲ့စိတ်ထဲမှာဘာရှိလဲတော့မသိငါကတော့အဲ့ဒီအရာတွေမြင်ရင်တွေ့ရင်နဲ့ဘာလေးသွားစဉ်းစားမိလဲရုံးကန်သူလူသားဘာစုတောင်းလေးတွေမသိငါသည်သာဆိုလျင်ကြီးသူသည်ကြီးသူအလျောက်ငယ်သူသည်ငယ်သူအလျောက်အလုတ်ဆိုအလုတ်စားဆိုစားတာဝန်ကျေစေခြင်းသည်သာမပြောရမှာအိမ်မှာရှိတာကဘယ်နှယောက်ရှိလဲအဲ့ဒီမှာကကျောင်းတက်နေတဲ့သူဆိုရင်ကျောင်းစာကိုပိုင်နိုင်လုပ်မယ်ရှာဖွေနေတဲ့သူမောပြအောင်လို့စာလုပ်မယ်အိမ်လုပ်ကိုဝိုင်းကူမယ်ဟုတ်ပြီအိမ်မှာရှိနေတဲ့သူကကျောင်းပြီးသွားပြီကျောင်းမတက်တော့ဘူးဆိုရင်လည်းဘာလုပ်မလဲလေးလာကြရှိတာတွေလေးလာမယ်အိမ်အလုပ်ကိုလုပ်ကြမယ်ဟဲ့ဆိုရင်တယောက်တည်းရုံးကန်ရှာဖွေပတ်စံရှာပေးတဲ့သူကအမောလေးတွေပြေးမယ်အဆင်ပြေမယ်အဲ့ဒါလေးတွေးမိတာโอเคအဲ့တော့ရုံးကန်ရှာဖွေကျွေးမွေးနေရတော့မိသားစုကိုဒုက္ခိတတွေများလာတွေးရင်စိတ်ဆိုးရင်ကြစိတ်ဆိုးရင်လည်းစိတ်ဆိုးကြစိတ်ဆိုးရင်လည်းမတတ်နိုင်ဘူးနာအဲ့ဒါလေးတော့ထည့်ရေးလိုက်တယ်ဘာလို့လဲဆိုတော့ရှာဖွေတယောက်တည်းရှာဖွေရုန်းကန်ပြီးတော့ပေကန်ကျွေးမွေးနေတယ်အိမ်မှာလူတွေကအကောင်းနေဆိုရင်အတိတရားလေးနဲ့အမြင်လေးတော့ရှိရမယ်ကွာဟုတ်ပြီအဲ့တော့လေးလာကြရှိရလေးလာမယ်ဘာလုပ်မလဲလှုပ်ရှားရှိရလုပ်မယ်ရှာဖွေစရာရှိတာရှာဖွေဘာတွေရှာဖွေလဲပညာရှာဖွေရမယ်ဟဲ့ဆိုပညာတွေရှာအလုပ်ဖို့အတွက်ပညာတွေရှာကြမယ်ရုန်းကန်ကြမယ်เนาะအဲ့တော့အဲ့ဒါလေးတွေးမိရင်းနဲ့ရေးထားတာဖြစ်တဲ့အတွက်အိမ်ရလူတွေဒုက္ခိတမဖြစ်ကြပါစေနဲ့လို့ဆုတောင်းရင်းနဲ့ပြီးပါပြီ